ဒီကီးချင်းလေးထိုးဖို့တက်ဆိုလို့ရှိရင်တော့ဒီပစ္စည်းလေးတွေလိုအပ်ပါတယ်ရှင်။တစ်ယောင်ထိုးမှလားဒါမှမဟုတ်ရှင်တို့နှစ်ယောင်ဆက်ထိုးမှလားပေါ့နော်။မျိုးစုံထိုးလို့ရပါတယ်။အဲ့တော့ညီမကတော့ဒီထဲမှာဒီလိုမျိုးနှစ်ယောင်ဆက်လေးကိုထိုးပြသွားမယ်ပေါ့နော်။တစ်ချက်လောက်လိုက်ပြီးတော့ကြည့်ရအောင်နော်။အဲ့တော့လိုအပ်တဲ့ပစ္စည်းတွေမှာပထမဦးဆုံးကိုကချီတစ်ယောင်ပဲသုံးမှဆိုရင်တစ်ယောင်ပဲသုံးမယ်။ကိုကဒါမှမဟုတ်နှစ်ယောင်သုံးချင်တယ်ဆိုလို့ရှိရင်တော့နှစ်ယောင်လိုအပ်မယ်ပေါ့နော်။ဒီလိုမျိုးပေါ်မှာတက်မယ်တော့ကျိတ်ပေါ့နော်။အဲ့လိုတော့ကျိတ်ကလေးကိုညီမရတယ်ရှင်။ပြီးရင်တော့ဖြတ်ဖို့လိုအပ်မယ် Wi-Fi ကိုတုံးထားပါတယ်အနာတက်ဖို့အတွက်ကိုဒီလိုအတစ်ချောင်းတော့အမှတ်ကြီးလေးတစ်ခုလိုအပ်မယ်ဒါဆိုရင်တော့စပြီးတော့ထုတ်လိုက်ရအောင်ရှင်ပထမဦးဆုံးကိုထိုးမဲ့ချီလေးရေဆုံးကင်လိုက်ပါနော်ကင်ပြီးပြီဆိုလို့ရှိရင်တော့ညီမတို့ကခွင်းရှင်မကြက်ရရင်လောက်ပါမယ်အဲ့ဒါခွင်းရှင်ကိုဘယ်လိုလုပ်လဲဆိုတာကိုပြပေးမယ်နော်ဒီလိုချီလေးရင်ကိုကင်တက်တယ်လို့ကင်နော်ဒီလိုမျိုးရင်ဆုံးလုပ်မယ်ပြီးရင်တော့ဒီအောက်ကနေပြီးတော့ဒီလိုလေးခွေလိုက်မယ်နော်ခွေပြီးအဲ့ခွေတဲ့နေရာအစွန်လေးကိုညီမတို့လက်မဖိတာမယ်နော်အပေါ်နဲ့အောက်နဲ့ဖိတာမယ်အဲ့ဒါပြီးတော့ဒီခွင်းလေးတွေကိုထည့်မယ်ထည့်ပြီးဒီအနောက်ကခြေလေးကိုယူမယ်ပေါ့နော်ဒါပြီးရင်အပေါ်ကနေပြီးတော့ဒီလိုမျိုးတစ်ခါခြိလိုက်မယ်နော်ဒါဆိုရင်တော့မြဲသွားပါပြီအဲ့ဒီမှာ chain ကို၄ခါထိုးပါမယ် chain ကို၄ခါနော်အဲ့ဒါစရည်မယ်1 2 3ချိန်၄ခါဆိုပေမဲ့ဒီ3ခါမြောက်မှာညီမတို့ကမှတ်ကျိတ်လေးတစ်ခါမှတ်မယ်နော်ဒီ3ခါမြောက်မှာမှတ်ကျိတ်ကလေးတစ်ခါမှတ်ထားပေးပါပြီးဆက်ထုတ်မယ်နော်4ချင်းကို4ခါပြီးသွားပြီ4ခါပြီးပြီဆိုလို့ရှိရင်ညီမတို့ဆက်ပြီးထိုးရတော့မယ်ဒီကွင်းထဲမှာပဲနော်ဒီကွင်းရှင်လေးထဲမှာပဲထိုးရမှာပါကျူမယ်ဘာထိုးရမလဲဆိုတော့တိုင်ရှည်တစ်ခါချင်းတစ်ခါတိုင်ရှိတစ်ခါချင်းတစ်ခါကိုတစုံစီပေါ့နော်အဲ့ဒါကိုညီမတို့က6ချိန်ပြည့်အောင်ထိုးရပါမယ်ဒီကွင်းထဲမှာပဲနော်တိုင်ရှိတစ်ခါချင်းတစ်ခါဒါဆိုရင်တစ်ချိန်နော်ထပ်ပြီးတော့သွားမယ်ဒီကွင်းထဲမှာပဲတိုင်ရှိတစ်ခါချင်းတစ်ခါထပ်သွားမယ်ဒီကွင်းထဲပဲနော်တိုင်ရှိတစ်ခါချင်းတစ်ခါ3ခါရှိပြီဒီလိုပုံစံမျိုးလေးကိုတစ်ပတ်လက်လုံးသွားမယ်နော်6ချိန်ပြည့်အောင်သွားခဲ့မယ်ခုပြီးလို့ရှိရင်ဒီဟာလေးကိုဆွဲလိုက်မယ်နော်ဒီမှာတကြိုးရှိနေအဲ့ဒီကြိုးလေးကိုဆွဲလိုက်ပါမယ်မစီသွားရင်နော်အဲ့လိုလေးဆွဲလိုက်မယ်ကဲဆွဲပြီးပြီဆိုလို့ရှိရင်အခုမှတ်ကျိန်းမှတ်ထားတဲ့နေရာလေးမှာရှက်ကော်နဲ့ဆက်မယ်နော်ဒီမှတ်ကျိန်းမှတ်ထားတဲ့နေရာမှတ်ချက်မှတ်ထားတဲ့နေရာမှာရှက်ကော်လေးနဲ့ဆက်ပါမယ်နော်ဆက်ပြီးဆိုဒါလေးဖြုတ်လိုက်မယ်နော်ပြီးရင်တော့ချင်းကို2ခါတက်ပါမယ်1 2ချင်း2ခါတက်မယ်နော်ဒါဒုတိယအဆင့်ကိုသွားရမယ်အဲ့ချင်း2ခါတက်ပြီးပြီဆိုလို့ရှင်ဘာတွေထိုးရမလဲဆိုတာကိုတစ်ချက်လောက်ကြည့်ပြီးနော်လွယ်လွယ်လေးပါpass step ပေါ့နော် pass step ဆိုတာကညီမပြပေးမယ်နော်ချီကိုပေါ်မှာလိန်လိုက်တယ်သူ့ရဲ့ဘေးကရက်တဲ့အပေါက်နော်ဒီအပေါက်ကလေးအခုထိုးရမယ့်နေရာတွေကဒီလိုမျိုးဂျားလေးတွေခုနက chain 1ဆိုတဲ့ဂျားလေးတွေထဲမှာအဲ့လိုဂျားလေးတွေထဲမှာထိုးရမှာနော်အခုဒါဆိုလို့ရှိရင်လည်းသူ့ရဲ့ဘေးကရက်မှာဒီနေရာလေးမှာခြားတဲ့နေရာလေးပေါ့နော်အဲ့ဒီနေရာလေးမှာ pass step ကို9ခါထိုးရပါမယ်အဲ့ဒါထိုးကြည့်ကြမယ်နော်ချီလေးကိုရင်ဆုံးလိမ့်မယ်တစ်ခါ2ခါ3ခါ4ခါ5ခါဒီလိုမျိုးထိုးရမှာနော်ပြီးရင်တော့ချီကိုအကုန်လုံးတစ်ခါတည်းထုံမယ်ချင်းကို3ခါထည့်မယ်1 2 3အဲ့လိုမျိုးပါဒီနောက်တစ်ခုထပ်ပြီးတော့ပြပေးမယ်နော်နောက်တစ်ချိန်ထပ်ပြီးတော့ပြပါမယ်ဒီလိုပုံစံမျိုးကို10ချိန်ထိုးရမှာပါအခုတစ်ချိန်ပြီးသွားပြီနော်တစ်ချိန်ပြီးပြီဆိုရင်နောက်ထပ်သွားမယ်နော်ချီကိုလိမ့်မယ်နောက်ထပ်ဂျားတစ်နေရာနော်ဂျားတစ်နေရာလည်းသွားမှာချီကိုလိမ့်ပြီးဆွဲလိုက်မယ်ချီကိုမထုတ်သေးဘူးနော်နောက်တစ်ခါ
ဆွဲရမယ်မထုတ်သေးဘူး2ကြိမ်3ကြိမ်ခြေလဲလိမ့်နေနော်4ကြိမ်5ကြိမ်နော်အဲ့ပြီးပြီဆိုရင်ခြေကိုအကုန်လုံးတစ်ခါတည်းထုတ်မယ်ပြီးရင် chain ကို3ခါသွားမယ်1 2 3နော်အဲ့လိုလေးသွားပါမယ်ကဲအားပြီဆိုရင်နောက်တစ်ပေါက်အဲ့လိုမျိုးပုံစံမဲ့နော်အဲ့လိုပုံစံမျိုးကို10ချိန်သွားမှာပါတစ်ချိန်နှစ်ချိန်ပြီးသွားပြီပြီးရင်ဒီလိုမျိုးလေးကိုဆက်ပြီးတော့သွားခဲ့မယ်ဒီနေရာဒီရအောင်ထုတ်ခဲ့မယ်နော်အခုဒါဆိုလို့ရှိရင်ညီမတို့ chain 3နဲ့နောက်ဆုံးထိုးလိုက်တယ်ပေါ့နော်ထိုးပြီဆိုရင်ညီမတို့ထိုးခဲ့တဲ့ဒီ plastic လေးတွေက10ခုပြည့်လာဆိုတာပြန်ပြီးတော့ရေးကြည့်ပါမယ်1 2 3 4 5 6 9 10ကိုစီမှာ plastic က10ခုပြည့်မှမှန်မယ်နော်အဲ့တော့နောက်ဆုံးမှာ plastic တစ်ခါပြီးရင် chain ကို3ခါထိုးရတဲ့ဟာဆိုလို့ရှိရင်ညီမတို့ကရှက်ကော်ချိတ်ရမယ်နောက်ဆုံးမှာနော်အခုပထမအဦးဆုံးထိုးခဲ့တဲ့ဒီထိတ်ဆုံးရအပေါက်ကလေးမှာပေါ့နော်ရှက်ကော်လေးနဲ့ချိတ်မှာပါအခုညီမကကြတော့2ရောင်ဆက်ထိုးပြမယ်ပေါ့နော်2ရောင်ဆက်ထိုးပြမယ်ဆိုလို့ရှိရင်ညီမကချီကိုနောက်တစ်မျိုးထပ်ပြီးတော့ပြောင်းရမှာပေါ့နော်အခုတခြား light ထိုးတဲ့သူတွေကတော့ချီကိုမပြောင်းချင်လဲရတယ်တရောင်နဲ့ပဲထိုးချင်လဲရတယ်ပေါ့နော်အခုချီပြောင်းချင်တဲ့သူလေးတွေကကြတော့ညီမတို့ဒီလိုရှက်ကော်ပြီးရင်ချိန်တစ်ခါထိုးမယ်ချီလေးကိုဖြတ်ထားလိုက်မယ်နော်ဖြတ်ပြီးလို့ရှိရင်ချီလေးကိုဆွဲထုတ်ထားလိုက်နော်ဒီလိုလေးဒါဆိုရင်သူ့ရဲ့တနေရာပြီးသွားပြီပေါ့နော်ပြီးတော့နောက်ဆုံးတစ်စင်ပဲကျန်တော့တယ်တရောင်နဲ့ထိုးမဲ့သူတွေကကြတော့ရှက်ကော်လေးထိုးပြီးလို့ရှိရင်ခဏလောက်စောင့်ပြီနော်ဒါဆိုရင်တော့ညီမတို့ကချီကိုနောက်တစ်ရောင်ထပ်ပြောင်းမယ်နော်ပြောင်းမယ်ဆိုရင်ပထမဦးဆုံးချီလေးကိုလိန်ထားလိုက်လိန်ပြီးရင်သူ့ကို slit knot ပေါ့နော်ချီလေးကိုစထုံးမယ်ဆိုရင်ဒီလို slit knot ကလေးအရင်ဆုံးလှုပ်ထားလိုက်ပါအဲ့လိုလေးလှုပ်ထားပြီးခဏထားလိုက်နော်အခုညီမတို့ကကြတော့ဘယ်နေရာလေးတွေမှာထိုးရမလဲဆိုတာပြပေးမယ်နော်အခုဒီ plastic နဲ့ဒီ plastic ရဲ့ဒီဂျားလေးထဲမှာတွေ့တာဟုတ်အဲ့ဒီဂျားလေးထဲ